ဒီနေ့သွားမှာကနဂါးဖျားဖြစ်ပါတယ်ကားဖျားလေဒါထိုင်းမှာဖျားတွေအများကြီးပဲဆိုတော့ဘယ်ဖျားလဲဘယ်မှာရှိရလဲအဲ့ဒါတွေနည်းနည်းတော့ပြောပြပါဦးထိုင်းနိုင်ငံနခွန်မထုံမှာရှိတဲ့စမ်ဖန်လို့ခေါ်တဲ့ဒါကနဂပတ်ဖျားကိုသွားမှာပါအဲ့ဖျားအကြောင်းလေးနဲ့ပတ်သက်ပြီးတော့ဒါမဟုတ်ရင်နည်းနည်းလေးသိထားတဲ့ဟာလေးလည်းနည်းနည်းအသေးစိတ်လေးပေါ့နော်ကျွန်တော်တို့ဒါဖျားကိုမရောက်ခင်မှာအဲ့နဲ့ပတ်သက်ပြီးတော့လည်းနည်းနည်းတော့ပြောပြပေးပါအောင်ပေါ့နော်ဟုတ်ကဲ့အခုနဂါးဖျားကိုမသွားခင်လောလောဆယ်တပည့်ကျော်နဂါးရင်တခေါ်လိုက်ပါဦးမယ်ဒီမှာကျွန်တော်လေးကိုပြောပြပေးမှာဖြစ်ပါတယ်โอเคပါဆိုရင်တော့အစီအစီရောက်ပါပြီကျော်မောစီရောက်ပါပြီဟယ်လိုကျေးဇူးတော်ပါတယ်ဖြစ်ပါတယ်အခုဒါမှအစီကိုခေါ်ပြီးသွားပြီဆိုတော့လူစီသွားနေရတယ်နောက်တစ်ယောက်ကြံသေးတယ်ကြံသေးတယ်နာမည်ကမိကျဲပါမိကျဲဟုတ်ကဲ့ပါတကျဲကိုတော့ခေါ်နေပါတယ်သိမကောင်းပါဘူးကာအားသွင်းပြီးတော့ကော်ဖီတော့တောက်မှာဖြစ်ပါတယ် let's go ကဖေးအမေဇုံမှာတောက်မှာဖြစ်ပါတယ်ကဲဆန္ဒလည်းပြည့်သွားပြီကော်ဖီလည်းတောက်ပြီးသွားပြီကားကတော့အာမပြည့်တပြည့်ပဲပေါ့နော်ဒါပေမဲ့သွားစရာလည်းရှိနေသေးတော့သွားလိုက်အောင်ပါအဆိုဖះပေါ့နော်ဖះပဲဆက်သွားမယ်ဖះရောက်မှတွေ့မယ်โอเคကျွန်တော်တို့ခုဆိုလို့ရှိရင်ဖះရောက်ပြီပဲဖြစ်ပါတယ်ဒါဖះရောက်ပြီဆိုတော့အမားတော့ဖះရောက်လို့ရှိရင်သူကဖះကြော့နေကြဆိုတော့အမားတော့အောက်မှာဖះကြော့မယ်ကျွန်တော်တို့ဖွဲတွေကတော့ပေါ်တက်မှာပဲဖြစ်ပါတယ်ပေါ်တက်လို့ရှိရင်တော့ဒါကျွန်တော်တို့ကဒီမှာ lift တော့ရှိရပြောတယ် lift နဲ့မတက်တော့ဘူးကျွန်တော်နည်းနည်းလေးအဲ့လိုစူးစမ်းကျင်တာနဲ့ဒီတိုင်းလေးတက်ကျင်တာနဲ့ကျွန်တော်ရိုးရိုးလေကားနဲ့ပဲတက်မှာဖြစ်ပါတယ်โอเคအဲ့ဆိုလို့ရှိရင်တော့မောက်ရင်ဆုံးဖះကြော့ဖို့အတွက်နေရာလေးချပေးလိုက်ပါဦးမယ်ဒါဖျားရှိခိုးတော့မှာပေါ့ဒီနေ့ကဖျားလာရှိခိုးပါတယ်โอเคအဲ့ဆိုလို့ရှိရင်ဖျားရှိခိုးတော့မယ်အမဖျားရှိခိုးမယ်ဟောစီကျွန်တော်တော့ပေါ်တက်မယ်နော်လေကားနဲ့ပဲတက်နေပါပြီနော်โอเคအဲ့ဆိုလို့ရှိရင်ဒါကျွန်တော်တို့ဖျားတဲ့ကိုစပြီးတော့ဝင်တော့မှာဖြစ်ပါတယ်နော်ဟောစီသွားလိုက်ကြရအောင်ဟိုဘက်ချမ်းမှာတော့ lift ရှိတယ်ကျွန်တော်တို့ lift နဲ့မတက်တော့ lift နဲ့မတက်ပဲねကျွန်တော်တို့ lift ရဲ့ဘက်ချမ်းမှာလေကားရှိတယ်လေကားနဲ့တက်မှာဖြစ်ပါတယ်ဒါဘူတုဒလည်းလေ့လာရင်းနဲ့ပေါ့နော်ကျွန်တော်တက်သွားမှာဖြစ်ပါတယ် Okay let's go စတက်လိုက်အောင် 5 minutes okay သူပြောတာတော့ဒီမှာကျွန်တော်တို့တက်မယ်ဆိုလို့ရှိရင်နော်5 minutes ကြာမှာโอเคကျွန်တော်စပြီးတော့တက်နေပါပြီနော်ငါတို့ဟိုဘယ်လိုပြောမလဲမြန်မာနိုင်ငံမှာဆိုလို့ရှိရင်အဲ့လိုမျိုးကူးတယ်လို့နော်ထန်ဆန်းကူလို့အဲ့လိုရှမ်းပြည်နယ်ဘက်ကအဲ့လိုမျိုးဆိုလို့တွေနော်မန္တလေးမျိုးကျွန်တော်တို့ထင်လိုက်တာကွာသိလားအဲ့လိုလှေကားလို့ထင်လိုက်တာဒါပေမဲ့လှေကားမဟုတ်သူကလိုရိုးရိုးအဲ့လိုလုံးဝလမ်းကြီးပေါ့ဗျာသူလှိုင်ကူပေါ့နော်
လှိုင်းကူလိုပုံစံမျိုးပေါ့အဲ့လိုပုံစံမျိုးတော်တော်လေးတော့ဟိုဟာဖြစ်တယ်မှန်တမ်းပြောရင် ကျွန်တော်ငကားရဲ့ကိုတွေကသွားနေရ ဟုတ်တယ် तू ကအပြင်မှာကျွန်တော်တို့ခုနကတော့ရိုက်ပြတာလေဟိုကငကားလေငကားပတ်ကြီးအဲ့ငကားပတ်ရဲ့လမ်းထဲကနေသွားနေတာဟာโอเคဒီမှာတွေ့တာကတော့ to the eight heaven immortal happiness everyone เนาะဒါရှစ်လွှာပေါ့အဲ့လိုပြောရမှာပေါ့เนาะရှစ်ထက်တော့ရောက်နေပြီပေါ့โอเคနည်းလေးတော့ချွေးလေးတော့စို့လာရန်အစီဘလို့လည်းပြောပါပြန်တော့ ပြန်တော့နိုင်တော့ပဲနိုင်တော့ကျွန်တော် stamina လည်းကြာနေတာဆိုတော့ okay အဲ့ဒါစက်တက်မှာဖြစ်ပါတယ် okay let's go ဟုတ်ပါအေးလေးပါလာလို့နည်းနည်းမောသူကဒီမှာထူးဆန်းတာတခုကမြန်မာစာရီပဲဗျာတောက်ချောတို့လမ်းညွန်နေရောဒီအောက်မှာကျွန်တော်တို့တွေ့ရတဲ့အဲ့လိုပေါ့နော်ဒီဖရားတဲ့ဝင်ချင်းမှာသူတို့အညွန်လေးပေးဖတ်တယ်အဲ့ဒါဘာလို့ဆိုမေတ္တာပို့တဲ့အညွန်ပေါ့ဗျာအဲ့ညွန်ကလည်းဒါကျွန်တော်တို့မေးတယ်ပေါ့နော်ဘယ်နိုင်ငံသားလဲပါလဲဆိုတော့ကျွန်တော်မြန်မာလို့ပြောလို့ချင်းသူအဲ့စာကိုသူမြန်မာလူပေးဖတ်တယ်အဲ့လိုအဲ့ဒါတွေကတော်ထူးဆန်းတယ်တော်လေးလည်းမိုက်တယ်ဒါဆိုနေမောနေโอเคရောက်တော့မှာလားအုံးဆိုအမပြုတ်ကြသွားတော့လှသွားတော့ရှောင်းဝိုင်းတယ်လားစတိကပ်ကဲကျွန်တော်တို့ဖျားပေါ်တော့ရောက်ပြီဖျားပေါ်မှာဒါအရန်ဟိုမှာတိတ်ဆိတ်ပြီးတော့တပ်ပယ်စရာကောင်းတဲ့ရုပ်ထုတွေငကားရုပ်ထုတွေအများကြီးပါပဲသူစားမမှန်တဲ့လာချွေးလက်တော်လေးထွက်သွားပါတယ်ရုပ်ကတော့ဒီကံမကြည့်ပြကြပါတပ်ပယ်ခံထားပါတယ်နော်မောစီနော်ကိုရီဒါဒီမှာဆိုလို့ရှိရင်ဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပုတ်ပါတောင်းတက်တဲ့ feeling မျိုးတွေနော်ဟိုတကယ်အဲ့လိုပေါ့လေးတိုက်တယ်အဲ့လိုတောင်းပေါ်တက်တဲ့ feeling မျိုးတွေပေါ့နော်ကိုရီမြန်မာမှာဆိုလို့ရှိရင်နော်ဘယ်လိုပေါ့ဘာကြီးကကျွန်တော်ရှောက်လာတယ်ဟုတ်တယ်အဲ့ဒါလေးတော်တော်ဟောဖြစ်ပါတယ်တော်မိုက်တယ်ပေါ့နော်โอเคအဲ့ဆိုလည်းလိုက်ပတ်ကြည့်လိုက်ကြမှာကျွန်တော်တို့လားသိလားကျွန်တော်ဒီမှာဗျာတခုမြင်လိုက်တာဗာလဲဆိုတော့လုံးဝကိုအပေါ်စီကနေကြည့်လိုက်တဲ့ချိန်မှာအဲ့လိုမျိုးတစ်မျိုးလုံးအဲ့လိုတန်ရှင်းတက်ရက်ပြီးတော့မှဗျာအဲ့လိုအမိုက်တွေတလိုက်တွေအဲ့လိုမျိုးတွေမတွေ့ရအောင်ပေါ့နော်အဲ့ဒါတော့တော်တော်လေးဟိုမှာအဲ့လိုမိုက်တဲ့အချက်လို့ပဲပြောရမှာဟိုမှာလမ်းမတွေပေါ်လမ်းကြည့်လိုက်လို့ရှိရင်လည်းကျွန်တော်အမိုက်တရိုက်တွေဘာမှဟိုမှာမတွေ့ရဘူးပေါ့နော်တော်တော်လေးမှမိုက်ပါတယ်ပြီးတော့ပိုဖိုင်းသွားတာဆိုတော့ဒီနေ့ရာသီဥတုလေးကသူကနေရလည်းအရန်မပူဘူးမိုးရိပ်လေးတွေအိုးပြီးတော့မှအဲ့လိုအုံမိုင်းနေတဲ့ feeling လေးပေါ့ဗျာကျွန်တော်လုံးဝမှုလေးอ่ะเนาะဆွေးမှုလေးเนาะ အခုချိန်ကြီးပူနေဆိုရင်တော့ကျွန်တော်တို့ချွေးပြန်ဟုတ်တယ်ပြန်ကြမှာဒါတော့မှနည်းနည်းအဲ့လိုလှုပ်ရှားတော့ချွေးလေးနည်းနည်းထွက် Okay အဲ့ဆိုလို့ရှိရင်ပေါ်တက်ကြည့်လိုက်အောင်မစီပေါ်မှာထရက်ကြံသေးတယ်ကော်ဖီလေးနည်းနည်းတိုက်ပါအောင်နည်းနည်းမောပါရဟုတ်တယ်ဒါကတော့အပေါ်ဆုံးထပ်ကိုတက်လာတာပဲဖြစ်ပါတယ်ဒီမှာဖုံးတွေလည်းတွေ့ပါတယ်ဒီမှာ तू ကဗျာဒီမှာပြောတာကြတော့ဗာလဲဆိုတော့ तू ကဒီမှာဖက်လို့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီဖះကိုရောက်လို့ရှိရင် तू ကဒီမှာ3ဘတ်ပတ်ပေါ့နော် तू အဲ့လိုပြော3ဘတ်ပတ်ပြီးလို့ရှိရင်လည်း तू ကဒီမှာအဲ့လိုစိတ်ထဲမှာပေါ့နော်တပတ်ဆိုလို့ရှိရင်ဒီမှာဒါကျွန်တော်တို့အဖေတွေအမေတွေကျွန်တော်မိဘတွေကိုဆူတောင်းရမယ်ပြီးလို့ရှိရင်ဒုတိယအချိန်မှာဆိုလို့ရှိရင်ကျွန်တော်ဒါအဲ့လိုပုံစံမျိုးပေါ့နော်တတိယအချိန်မှာဆိုလို့ရှိရင်ကျွန်တော်ဘယ်သူဆူတောင်းရမလဲဆိုတဲ့ဟာလေးတွေ तू ကရေးထားပေးတာဖြစ်ပါတယ်အဲ့လိုမျိုးလေးစိတ်ထဲကနေပြီးတော့ဆူတောင်းပြီးလို့ရှိရင်ပို့ပြီးတော့ဒါပို့ပြီးတော့ဆူတောင်းပြည့်တယ်ပေါ့နော်ကျွန်တော်တို့အဲ့လိုပုံစံမျိုးပါအဲ့လိုလေးရေးထားပေးတာဖြစ်ပါတယ်ရန်ကုန်မှာမိုက်ပါတယ်တော်တော်လေးဟိုမှာအေဂျင့်နေပေါ့ဗျာသိရမလားကျွန်တော်တို့ဒါတကယ်ကိုတရားလာထိုင်မဲ့လူတွေဖះလာရှိခိုးခြင်းတဲ့လူတွေဆိုလို့ရှိရင်တော်တော်လေးဟိုမှာအေဂျင့်ပြီးတော့တရားအထုတ်လို့ကောင်းတဲ့နေရာလေးဖြစ်တယ်လို့ကျွန်တော်တို့မြင်နေပေါ့နော်တော်တော်လေးမိုက်တယ်ပေါ့ကဲအခုဆိုလို့ရှိရင်ပါစီနော်3ဘက်လည်းပြည့်ပြီ3ဘက်ပြည့်ပြီဆိုတော့ကျွန်တော်ဖះလေးဥတိုက်လိုက်မှာဖြစ်ပါတယ်သူကဒီမှာပြောထားတာတော့ဒါငကားရဲ့ဒီအဆက်လေးနဲ့ပေါ့နော်အဲ့လိုမျိုးထိပြီးတော့ဆူတောင်းလို့ရှိရင်ပို့ပြီးတော့ဆူတောင်းပြည့်ရပေါ့နော်သူကတော့အဲ့လိုပြောပါတယ်အဲဆိုကျွန်တော်ဖះလေးဝင်ပြီးတော့ရှစ်ခိုးလိုက်ပါအောင်မယ်
ဘက်မှာဖះရှိခိုးပြီးွားရေးဆိုတော့ဒီဘက်မှာဖះတဆူထက်ရှိသေးတယ်အဲ့ဖះကိုလည်းကျွန်တော်တို့တက်ပြီးတော့ဥတိုက်မှာဖြစ်ပါတယ်ဖះလည်းရှိခိုးပြီးွားပြီဒီမှာကတော့ပုံစံတိုင်းပဲဗျာသိမလားလေယာတဖြူးဖြူးလေးနဲ့ဆိုတော့တကယ်ဟိုမှာအဲ့လိုမျိုးဒီနားမှာအဲ့လိုတရားထိုင်နေတဲ့လူလည်းရှိတယ်အရန်ဟိုမှာအေဂျင့်နဲ့ပေါ့နော်ဒီနေရာလေးကလုံးဝထိုင်းရောက်လို့ရှိရင်တော့ဒီကိုလာပြီးတော့ဖះရှိခိုးတင်တယ်လို့တော့ကြံပေးချင်ပါတယ်အရန်မှာအေဂျင့်ပါတယ်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့အောက်ပြန်ဆင်းတော့မှာပဲဖြစ်ပါတယ်အောက်ပြန်ဆင်းမှာတော့ကျွန်တော်တို့ဒီတိုင်းเนาะလမ်းလျှောက်ပြီးတော့မဆင်းတော့ဘူးเนาะ lift နဲ့ပဲဆင်းမှာပဲဖြစ်ပါတယ်အဲ့ဆိုလို့ရှိရင်အောက်ပြန်ဆင်းလိုက်ပါအောင်မယ်